ဇလန်းစာမှာထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းဆိုင်တွေကို PT ရှယ်ဘန်းဆိုတဲ့ထိတ်လန့်နေတဲ့လူတစ်ယောက်ပုံတီးတဲ့မြောက်အယုတ်တယုတ်နဲ့အတူဝင်လာတဲ့မြင်ကွင်းနဲ့ပြထားပါတယ်။သူ့ဝက်စားမှာသွေးတွေပေးချင်နေပေမဲ့သူ့သွေးမဟုတ်ကြောင်းသူငြင်းပါတယ်။ဒီရုပ်ကိုပြန်ပေးခြင်းပေမဲ့ဆိုင်ရှင်ကနားကြားမှာပြီးကလေးကစားစရာပြန်မလဲကြောင်းပြောတော့ PT ကဒါဟာကစားစရာမဟုတ်ဘူး။ပုံတီးလိုက်ရင်စိုးရတာတွေဖြစ်တတ်တယ်လို့ရှင်းပြခဲ့တယ်။သူပြောနေတော့မှပဲမြောက်အယုတ်ဟာရုတ်တရက်အသက်ဝင်လာပြီးဘုံတီးတော့တာပဲသူတို့နှစ်ယောက်လုံးလမ်းဖြတ်သွားခဲ့တယ်ခဏနေတော့ရက်သွားတယ်ဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့အနီးနားကကြက်တကောင်ကဝါယာကျိုးကိုကိုက်လိုက်တဲ့အခါတနက်တလက်ကနေကြီးစံထွက်လာပြီးဆိုင်ရှင်ကိုဖောက်ထွင်းသွားခဲ့တယ်ဦးရီအသေးတွေပါကြောက်စရာကောင်းအောင်ဆွဲထုတ်ခံလိုက်ရတယ်ထိတ်လန့်နေတဲ့ PT ဟာဒီချိန်စာတဲ့အယုတ်ကိုမီးရှံပြစ်ကရိယာနဲ့မီးရှို့ဖို့စ조사ခဲ့ရတယ်နောက်တစ်ခါမှာတော့အမွှာညီအကိုတွေဖြစ်တဲ့ဘီနဲ့ဟဲရိုးနဲ့တွေ့ဆုံရတယ်ဘီဟာအကိုဖြစ်တဲ့အတွက်အမြဲတမ်းဟဲကိုအနိုင်ကျင့်တတ်တယ်သူတို့ဟာဖခင်ဆွန့်ခွာသွားတဲ့နောက်ပိုင်းမိခင် Rice နဲ့အတူနေထိုင်ကြတယ်တရက်မှာသူတို့ဖခင်ရဲ့ပစ္စည်းတွေကိုရှာဖွေရင်း PT ရဲ့ uniform ကိုတွေ့လိုက်ရတယ်ဒါကြောင့် PT ဟာသူတို့ဖခင်မှန်းသိလိုက်ရတယ်သူတို့ဟာကျင်းစာတိမြောက်ရုပ်ပါတဲ့ပြိုးဝက်ဆန်းကျဲတဲ့တစ်တာတလုံးကိုလည်းရှာတွေ့ခဲ့ကြတယ်။တော့ကိုလှည့်ပြီးဘာဖြစ်မလဲဆိုတာကြည့်ဖို့စာပါတာကြောင့်ဘီကချက်ချင်းတော့ကိုလှည့်လိုက်တယ်။ဒါပေမဲ့ဘုံတီးတန်ကိုမြောက်ယုံကလွဲလို့ဘာမှမဖြစ်ခဲ့ဘူး။နောက်တရက်မိခင်ကချိန်တွေ့ဖို့အတွက်ခလေးထင်းအနီနဲ့အတူစားတောက်ဆိုင်ကိုတွားခိုင်းလိုက်တယ်။ကားနောက်ခန်းမှာဒီမြောက်အယုတ်ကိုခဲသတိထားမိလိုက်တယ်။စားတောက်ဆိုင်မှာစပိုမှုကဓားကိုဝေရမ်းတဲ့အခါမြောက်အယုတ်ကဂုံတီးတာကိုရုတ်တရက်ရက်လိုက်တယ်။အဲဒီနောက်မှာပဲမတော်တဆအန်နီကိုထိမှန်သွားပြီးသူမရဲ့ဦးခေါင်းပြတ်သွားခဲ့ရတယ်။ဒီအဖြစ်ပြက်ကြောင့်ညီကိုတွေပို့ပြီးဝေးကွာသွားတယ်။ဇာပနအပြီးမှာသူတို့မိခင်ကဒါဟာဘဝပဲလို့ရှင်းပြခဲ့တယ်။အဲဒီနေ့ညကကောက်ခုံခဲ့ကြပြီးဟဲကဒါဟာသူ့ဘဝရဲ့အပျော်ဆုံးနေ့ဖြစ်ခဲ့တယ်လို့မှတ်ချက်ချခဲ့တယ်။ကျောင်းမှာဟဲရဲ့ကြောဖို့အိတ်ထဲမြောက်အယုတ်ကိုတွေ့တာကြောင့်အနိုင်ကျင့်ခံရတယ်အိမ်ပြန်ရောက်တော့အိယာပေါ်မှာမြောက်အယုတ်ကိုတွေ့ပြီးဒီကိစ္စတွေအယုတ်ကြောင့်ဖြစ်တာပါလို့ဆွဆွဲခဲ့တယ်ဒေါသတကြီးနဲ့သူ့အကိုဘေးသေးပါစေလို့ဆူတောင်းပြီးအယုတ်ရဲ့တော့ကိုလှည့်လိုက်တဲ့အခါဘေးအိမ်ပြန်ရောက်လာတယ်မြောက်အယုတ်ကလည်းဘုံကိုတရုံမီအောင်တီးခတ်နေတယ်ဘီဟာမိဖို့ချောင်းကသူ့မိကိုတွေ့ပေမဲ့ရုတ်တရက်သူ့မျက်နှာကနေသွေးတွေပန်းထွက်ပြီးတေဆုံးသွားခဲ့တယ်ဆရာဝန်ကရှားပါတဲ့ယောဂတစ်ခုလို့ပြောခဲ့ပေမဲ့ဒါဟာမြောက်အယုတ်ကြောင့်မှဟဲတီးခဲ့တယ်မိခင်ရဲ့ဇာပနအပြီးမှာသူတို့ဟာအတော်အိုင်နာနဲ့ဦးလေးချစ်တို့နဲ့နေထိုင်ခဲ့တယ်။ဟဲဟာဒီရုပ်ကိုဖယ်ရှားပစ်ဖို့ဆုံးဖြတ်ပြီးခုတ်ဖြစ်တဲ့အခါသွေးတွေစိမ့်ထွက်လာတာကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့သူမရက်ခဲ့ဘူး။အပိုင်းအစတွေကိုအမိုက်ကားနဲ့ဖယ်ရှားပစ်ခဲ့တဲ့အိမ်အစ်စ်ကိုပြောင်းလာခဲ့ပေမဲ့အဲ့ဒီညမှာပဲဘီဟာအပြင်မှာမြောက်အယုတ်ကိုပြန်တွေ့ခဲ့ရတယ်။ဟဲကအယုတ်ကိုဖျက်ဆီးခဲ့ကြောင်းရှင်းပြပေမဲ့ဘီကတွန်းလှဲတဲ့သူကိုများကျိန်စာတင်စီတာလားလို့တွေးပြီးတော့ကိုထက်လှည့်လိုက်တဲ့ရလက်အနေနဲ့ဦးလေးချစ်ပါဟာတောထဲမှာမြင်း68ကောင်လင်းခံရပြီးတေဆုံးခဲ့ရတယ်။ဒီဖြစ်ပျက်ပြီးညီကိုတွေဟာဒီရုပ်ကိုမဖြတ်စည်းနိုင်မှန်းသိတာကြောင့်တစ်တာထဲထည့်ပြီးရေရင်းနဲ့ပြစ်ချလိုက်ကဒီအိမ်မက်ဆိုးကိုအဆုံးသတ်ဖို့ဆူတောင်းခဲ့ကြတယ်။25နှစ်အကြာမှာအတော်အိုင်နာဟာထူးဆန်းတဲ့အတန်တွေကြောင့်နိုးလာပြီးစုံစမ်းဖို့တွားခဲ့တယ်။သူမအပေါ်ထက်ကိုပြန်တက်တဲ့အခါလှေကားတွေပြိုကျပြီးချိတ်တွေသူမမျက်နှာထဲစိုက်ဝင်သွားခဲ့တယ်။သူမနာကျင်စွာနဲ့ချိတ်တွေကိုဆွဲထုတ်ခဲ့ပြီးတန်ရာကိုတန်းစင်နေတော့တန်းငွေနဲ့ရတာကြောင့်မိဖို့ချောင်းကိုစစ်ဆေးခဲ့တယ်။သူမနာကျင်စွာနဲ့ချိတ်တွေကိုဆွဲထုတ်ခဲ့ပြီးတန်ရာကိုတန်းစင်နေတော့တန်းငွေနဲ့ရတာကြောင့်မိဖို့ချောင်းကိုစစ်ဆေးခဲ့တယ်။သူမအိမ်ထဲကနေပြေးထွက်ဖို့စ조사ပေမဲ့ရောင်းရန်ရှိသည်။ဆိုင်းဘုတ်ရဲ့အချွန်နဲ့ထိုးသွင်းခြင်းကိုခံလိုက်ရတယ်။တစ်ဖက်မှာလူကြီးဟဲဟာစူပါမားကတ်မှာအလုပ်လုပ်နေပြီးသူ့သား PT နဲ့တွေ့ဆုံဖို့စောစောပြန်ခွင့်တောင်းဆိုနေတဲ့ PT ကိုတွားခေါ်တဲ့အခါသူ့ဇနီးဟောင်းနဲ့ရေးစားတစ်တက်က PT ကိုတရားဝင်မွေးစားတော့မှဖြစ်ပြီးဟဲနဲ့ထပ်တွေ့ရတော့မှမဟုတ်ဘူးလို့ပြောတဲ့အခါဟဲဒေါသထွက်ခဲ့တယ်တစ်ချိန်တည်းမှာရစ်ကီဆိုတဲ့ကောင်လေးတစ်ယောက်ဟာဘူတောင်ရောင်းပွဲမှာမြောက်အယုတ်ကိုတွေ့ပြီးထိလိုက်တဲ့အခါသူ့ဖေပုံရိပ်တွေသူ့စိတ်ထဲဝင်လာခဲ့တယ်ရစ်ကီဟာဒီအယုတ်ကိုရှာဖို့လျှို့ဝှက်စမ်းကြဲသူတဦးရဲ့နှာရန်ခြင်းကိုခံထားရတယ်ဟဲနဲ့ PT တို့မိုတယ်မှာတဲခုနေတော့တန်ကောင်ရံမှာဟဲဟာ10နှစ်ကြာဝေးကွာနေတဲ့ BC ကဖုံးခေါ်ဆိုမှုကိုရုတ်တရက်ရခဲ့တယ်။ B ကအတော်အိုင်နာတေဆုံးသွားပြီဖြစ်ကြောင်းပြောပြီးမြောက်ရုပ်ရှိမရှိစစ်ဖို့သူ့အိမ်ကိုတွားခိုင်းခဲ့တယ်။ဟဲစိတ်မသားမယာဖြစ်နေတော့ရေကူးကန်နာမှာမတော်တဆမှုတစ်ခုဖြစ်တော့မဲ့အရေးအယောင်ကိုမြင်လိုက်ရတယ်။မြောက်ရုပ်ပြန်လာပြီဆိုတာသိလိုက်တာကြောင့် PT ကိုနှိုးပြီးချက်ချင်းထွက်သွားခဲ့ရတယ်။နောက်တနေ့မနက်သူတို့အတော်အိုင်နာရဲ့အိမ်ကိုရောက်တဲ့အခါအိမ်ချမ်းမြေအကျိုးဆောင်ဘာဘရာကနှုတ်ဆက်ပြီးဖခင်ဖြစ်သူဟဲမှာအကိုရှိရဲဆိုတာကို PT သိသွားခဲ့ရတယ်ဘာဘရာကအတော်အိုင်နာတေဆုံးပြီးကတည်းကမြို့ထဲမှာကြောက်မက်ဖွယ်ရာမတော်တဆမှုတွေနဲ့လူတွေနေတိုင်းတေဆုံးနေကြောင်းရှင်းပြတယ်ဘီရိုတကားကိုဖွင့်တဲ့အခါနောက်ထပ်မတော်တဆမှုတစ်ခုထပ်ဖြစ်ခဲ့ရတယ်ဟဲဟာအိမ်ထဲမှာမြောက်အယုတ်ကိုအသေးအတန်ရှာဖွေခဲ့ပေမဲ့မတွေ့ခဲ့ဘူးဖုန်းလိုင်းညွန်ကိုကြည့်ရင် Mass Monkey လို့စည်ရင်းသွင်းထားတဲ့နံပါတ်ကိုတွေ့ပြီး B ရဲ့ mail box ကိုကြားလိုက်ရတယ်။ B ကသူ့ရုပ်ကိုရှာတွေ့ပြီလို့ပြောတာကိုကြားလိုက်ရတဲ့အခါဒီလူတက်ပွဲတွေဟာသူ့အကို B ကြောင့်ဖြစ်မှန်းဟဲသဘောပေါက်သွားတယ်။
25နှစ်အကြာကဘီရဲ့အမြင်ကိုပြန်ပြောင်းပြတဲ့အခါသူ့အမေတည်ဆုံးရတာဟဲတော်လဲခဲ့လို့ဆိုတာဘီတိခဲ့တယ်ရေရင်းနဲ့ပြစ်ချပြီးနောက်လက်စားချေဖို့အယုတ်ကိုပြန်သွားယူပေမဲ့တော့ပဲကြံခဲ့တယ်ဒါပေမဲ့တနေ့ပြန်လာမယ်လို့ယုံကြည်ခဲ့တယ်ပြစ်စုံပံမှာဘီဟာတော့ကိုလှည့်လိုက်ပြီးဟဲကိုတတ်ဖို့မျှော်လင့်ခဲ့ပေမဲ့အယုတ်ကဟဲရဲ့တထေးကိုတတ်လိုက်တယ်ရီကီဟာရဲရောင်ဆောင်ပြီးသူတို့စီရောက်လာကဘီကပီတီကိုသူ့စီခေါ်လာပြီးတော့ကိုလှည့်ခိုင်းဖို့ချိန်ချောက်ခဲ့တယ်ဒီလိုလုပ်ရင်ပီတီလုံခြုံမယ်လို့သူထင်ခဲ့တယ်ဟဲဟာပီတီကိုသူ့အမေစီမှာတွားထားဖို့စူးစမ်းပေမဲ့စကားများခဲ့တယ်အဲ့ဒီအချိန်ရဲရောင်ဆောင်ထားတဲ့ရီကီရောက်လာပြီးတနက်နဲ့ချိန်ချောက်ကဘီရဲ့အိမ်စီခေါ်သွားခဲ့တယ်ရီကီကမြောက်အယုတ်ကိုယူလာပေးဖို့ပီတီကိုအတင်းကျပ်အိမ်ထဲဝင်ခိုင်းတယ်ဘာပဲဖြစ်ဖြစ်တော့ကိုမလှည့်ဖို့ဟဲကပီတီကိုတောင်းပန်ခဲ့တယ်ပီတီဟာနောက်ဖေးကနေဝင်ပြီးထောင်ချောက်တွေကိုကျွမ်းကျင်စွာရှောင်တိန်ခဲ့တဲ့အပြင်မှာရီကီကသူရဲမဟုတ်ကြောင်းဝန်ခံခဲ့တယ်ပီတီဟာသူ့ဦးလေးဘီနဲ့တွေ့တဲ့အခါဘီကအယုတ်ကိုပြင်ပေးဖို့တော့ကိုလှည့်ခိုင်းခဲ့တယ်ဖခင်ရဲ့တတိပေးစကားကိုလစ်လျူရှုပြီးပီတီတော့ကိုလှည့်လိုက်တဲ့အခါမြောက်အယုတ်ဟာအသက်ပြန်ဝင်လာပြီးကြောက်စရာကောင်းအောင်ဘုံတိစပြုတဲ့တစ်ချိန်တည်းမှာအပြင်ဘက်ကငကြဲတိုက်ဟာအောက်ကိုရှော့ဆင်းလာပြီးရီကီကမတော်တဆပြစ်ခတ်မိသွားတဲ့ငကြဲတွေဟာရီကီရဲ့ပါဇက်ထဲဝင်သွားပြီးရက်ဆက်ကြမ်းကြုတ်စွာတေဆုံးခဲ့တယ်ဟဲရဲ့အတန်ကိုကြားလိုက်ရတဲ့အခါဘီဟာသူ့အစီအစဉ်ပြည့်ရင်းသွားပြီဆိုတာသိလိုက်ရပြီးဒေါသတကြီးနဲ့မြောက်အယုတ်ကိုဟဲကိုတတ်ဖို့ပုံတီးခိုင်းလိုက်တယ်ဒါပေမဲ့အယုတ်ကဘီကိုအနိုင်ယူပြီးပြစ်ထုတ်လိုက်တဲ့ဟဲဟာအိမ်ထဲဝင်လာပြီးပီတီနဲ့ပြန်ဆုံတွေ့ခဲ့တယ်မြောက်အယုတ်ဟာအရှိန်ပြင်းပြင်းနဲ့ဘုံကိုယူသွစွာတီးခတ်နေပြန်တယ်ဘုံတန်ရက်သွားတဲ့အခါမြို့တဝန်းလုံးမှာလူတွေအစုလိုက်ပြုံလိုက်တေဆုံးနေတာကိုမြင်လိုက်ရတဲ့အတွက်ဘီထိတ်လန့်သွားခဲ့တယ်ဟဲရောက်လာပြီးသူ့အကိုလှုပ်ခဲ့တာကိုဒေါသထွက်နေတယ်ဒါပေမဲ့ဘီကသူ့မေတေဆုံးခဲ့ရတာကိုဟဲကပေးဆက်စေခြင်းုံပဲလို့ဝန်ခံခဲ့တယ်ဟဲကသူမဟာသူ့မေလည်းဖြစ်ကြောင်းနောင်တရစွာပြောခဲ့ပြီးခက်ခဲတဲ့အချိန်တွေမှာအချင်းချင်းဘေးမှာရှိတင်ခဲ့တာပါလို့ပြောခဲ့တယ်ညီကိုတွေဟာနောက်ဆုံးမှာတော့ပြန်လည်တင့်မြတ်သွားခဲ့ကြတယ်ဟဲကဘီကိုပီတီနဲ့အတူခရီးထွက်ဖို့ဖိတ်ခေါ်ခဲ့တယ်။မျောလင်းချက်ဝင်ရောက်လာချိန်မှာပဲမြောက်ရုပ်ရဲ့လက်မောင်းကနောက်ဆုံးအကြိမ်ပုံကိုရုတ်တရက်ရိုက်ချလိုက်ပြီးဘိုးလင်းဘောလုံးတစ်လုံးဟာဘီရဲ့ခေါင်းကိုပြစ်လွတ်လိုက်တာကြောင့်ချက်ချင်းတေဆုံးစေခဲ့တယ်။နောက်တနေ့မနက်မှာဖခင်နဲ့သားတို့ဟာသူတို့ရဲ့ခရီးကိုစတင်ထွက်ခွာခဲ့ကြတယ်။သူတို့မျိုးထဲကနေကားမောင်းထွက်လာတဲ့အခါမြောက်ရုပ်ရဲ့ရန်ကားမှုကြောင့်ပျက်စီးနေတဲ့ကြောက်မက်ဖွယ်ရာကဘာတစ်ခုကိုတွေ့မြင်ခဲ့ရတယ်။ဒီတန်တရားကိုရက်တန့်ဖို့အတွက်သူတို့မြောက်အယုတ်ကိုအနီးကပ်ထားပြီးဘသူကမှတော့ကိုထမလဲမိစေဖို့တေချာအောင်လုပ်ခဲ့ကြပါတော့တယ်။စကားမပြီးခင်မှာချီယာလစ်တာတွေအပြည့်ပါတဲ့ဘတ်စကားတစ်စီးဖြတ်သွားရာကနေနောက်ထပ်ကြောက်မက်ဖွယ်ရာတေဆုံးမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတော့တယ်။ဒီဇလန်လေးလက်မိုင်ကညီကိုတွေပြန်လည်တင့်မြတ်ဖို့စူးစမ်းခဲ့ပေမဲ့ဒီချိန်စာတဲ့မြောက်အယုတ်ဟာနောက်ဆုံးမှာတော့ရက်ဆက်တဲ့ညီကုန်းတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒီလိုကဆိုးကြီးအပြီးမှာဟဲနဲ့သူ့သားပီတီတို့ဟာမြို့ထဲကနေထွက်ခွာလာခဲ့ကြပြီး DNA ရှိတဲ့အယုတ်ကိုသူတို့နဲ့အတူဆောင်ထားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အကြောင်းကတော့ဘသူကမှဒီတော့ကိုထမလဲမိဖို့ပါပဲ။ဒီဇလန်ကတော့ဆိုးရတဲ့အဖြစ်အပျက်တွေဟာဘယ်တော့မှမပြီးဆုံးနိုင်ဘူးဆိုတဲ့သတိပေးချက်နဲ့အတူရပ်တန့်သွားခဲ့ပါတယ်။တကယ်တော့နောက်ဆုံးမြင်ကွင်းဟာနောက်ထပ်သေဆုံးမှုတစ်ခုဖြစ်လာမဲ့အရေးအယောင်ကိုပြသနေပါသေးတယ်။ဒီဇလန်လေးလက်မှာပရိသတ်ကြီးရဲ့ထင်မြင်ချက်လေးကိုလည်း comment မှာပြခဲ့ကြပါအောင်ရှင်နောက်ထပ်လည်းစကားကောင်းတွေကိုတင်ဆက်ပေးနေမှာမို့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်တော့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်